တို့နေထိုင်နေတဲ့လောကကြီးကလည်းနဝင်းနဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့ဗုဒ္ဓရဲ့စက်တော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနဝင်းနဲ့ပတ်သက်နေတာကိုအများကြီးတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါလေးလည်းကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ်။ဦးဆုံးကြည့်မယ်ဆိုလို့ရှိရင်ဘုရားကုံတော်အရဟံစဘဂဝါဆုံး9ပါးရှိပါတယ်ခင်ဗျ။ပြီးတော့လောကုတ္တရာတရား9ပါးဖြစ်ပါတယ်။ယေရှုတော်က18ပါးဗုဒ္ဓရဲ့ဝါတော်က45ဝါပေါင်းခြင်းက9ဖြစ်ပါတယ်။ကျွန်တော်တို့စိတ်နေတဲ့စိတ်ပရိတွေကလည်း108လုံးပြီးတော့9လုံးပေါင်းခြင်း9ဖြစ်ပါတယ်။ကျွန်တော်တို့လူတွေကိုပြိတ္တိတွေလွယ်တဲ့ကာလကလည်း6လလွယ်10လဖွားဆိုတဲ့အတိုင်းပဲ9ခဏဖြစ်ပါတယ်။ဗုဒ္ဓရဲ့လက္ခဏာစက်တော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအောင်108ခွက်ဆိုတဲ့အတိုင်းပဲ108ခွက်9ခဏဖြစ်ပါတယ်။ကျွန်တော်တို့နေထိုင်နေတဲ့နေ့ရက်တိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနေ့မှာ24နာရီရှိပါတယ်။24နာရီမှာမိနစ်ပေါင်း1440မိနစ်ရှိပါတယ်။ပေါင်းခြင်းက9ဖြစ်ပါတယ်။ဒီရက်24နာရီကိုပဲစက္ကန့်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းစက္ကန့်ပေါင်းက76,400စက္ကန့်ဖြစ်ပါတယ်။ပေါင်းခြင်းကလည်း9ဖြစ်နေပါတယ်။ပြီးတော့ဂျိုကြီးကလည်း6လုံးရှိပါတယ်။နက်ခတ်ကြီးကလည်း28လုံးရှိပါတယ်။ပေါင်းခြင်း9ဖြစ်ပါတယ်။အဲ့တော့9ခန်းကကျွန်တော်တို့ပုံမှာဘယ်လောက်ထိစီးမိုးနေလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။အခုကာလကလည်း2025ခုနှစ်9ခန်းဖြစ်နေပါတယ်။နောက်ဆုံးအဖြစ်9ခန်းကိုနဝင်းခန်းဝိဇာခန်းလို့လည်းပြောကြတယ်။သူကခန်းတွေထဲမှာသူကအကြီးဆုံးအမြင့်ဆုံးဖြစ်တယ်။အကျန်းဆုံးဖြစ်တယ်ပေါ့နော်။ဒါတွေကိုကြည့်ချင်းဖြင့်ကျွန်တော်တို့လက်အုပ်ချီနေတဲ့ဗုဒ္ဓမြတ်စွာဘုရားရောကျွန်တော်တို့လူပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအားလုံးကိုကျွန်တော်တို့နေထိုင်နေတဲ့လောကရက်ကြီးတစ်ခုလုံးကို9ခန်းကဘယ်လောက်ထိလွှမ်းမိုးထားတယ်ဆိုတာကျွန်တော်မိတ်ဆွေတွေသိတာထင်ရှားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ကျွန်းတဲ့တန်ဖိုး5မျိုးကိုဆက်ပြီးတော့တင်ဆက်ပြသည်